တကယ်ကြောင်းလုံးမင်္ဂလာပါကျွန်တော်2026 5လပိုင်းတုန်းကဖိလစ်ပိုင်နိုင်ငံစီဘူစီတီကိုကျွန်တော်ခဏလာလေးသွားလေခဲ့ပါတယ်အချစ်ရဲ့ဗိမှန်လို့ခေါ်လို့ရတဲ့နေရာလေးတစ်ခုကိုတကယ်ချင်းတွေကိုခေါ်သွားပြခြင်းပါတယ်ဒီနေရာလေးကတော့လီယာရဲ့ဖျားကျောင်း Temple of Lia ဆိုပြီးတော့နာမည်တွင်ပါတယ်ဒီစောက်အုံကြီးကအချစ်ရဲ့ကြီးမားပုံကိုဖော်ကျူးထားတဲ့အစောက်အုံတွေဖြစ်ပါတယ်စီဘူစီတီရဲ့ Taj Mahal လို့တောင်ပြီးတော့သူတို့တွေကတင်စားပြီးတော့ခေါ်ကြပါတယ်။ယောမခေတ်ကန်ဝင်ဘီတုကလက်ရာတွေနဲ့တခန်းတနာလေးကိုမြင်ရပါမှာ။ဖိလစ်ပိုင်နိုင်ငံကတထေးကြီးတူဖြစ်တဲ့ဒီတီယိုဒိုရီကိုဆိုတဲ့တထေးကြီးကသူနဲ့နှစ်ပေါင်း53နှစ်တိုင်လက်တွဲခဲ့တဲ့သူရဲ့ဇနီးတဲ့လီယာက2012ခုနှစ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီဇနီးတဲ့လီယာကိုသူကရည်စူးပြီးတော့ဒီ Temple of Lia ဆိုတဲ့အဆောက်အုံကြီးကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးကလည်းဖိလစ်ပိုင်နိုင်ငံရဲ့မင်းသမီးကျော်လေးဖြစ်တဲ့အယ်လန်ရဲ့အဖိုးအဖွားလေးဖြစ်ပါတယ်။ဒီဆောက်အုံထဲမှာဘာရှိတယ်ဆိုတော့ဒီလီယာရဲ့တက်ရှိထင်ရှားရှိစဉ်ကအမြတ်တနိုးစုဆောင်ခဲ့ကြတဲ့သူတို့ကဘာလက်ခရီးသွားတဲ့မှတ်တမ်းပစ္စည်းတွေအဖိုးတံပရိဘော်ကားတွေရှေးဟောင်းပစ္စည်းတွေကျွေတဲ့မြေတွေနဲ့စာအုပ်တွေကိုအခန်းပေါင်း24ခန်းထဲမှာစနစ်တကျတင်ပြီးတော့ပြသထားပါတယ်။နောက်တစ်ခုကကြတော့ဒီနေရာလေးကစီဘူစီတီရဲ့ဒီမြို့အလှပကိုလည်းအပေါ်စီကအမြင်တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်အကြံပြုတာကသူကသွားတဲ့အခါမှာဆိုရင်ညနေဆောင်နေသွားတာရင်တော့တကယ်ကိုလှတဲ့နေရာလေးတစ်ခုပါကျွန်တော်သွားတာကခမန်းစီ3-4နိုင်ဖြစ်ပါတယ်အနည်းငယ်လေးတည်းပူနေပါသေးတယ်ကောင်းမောင်းဖို့ပေးတဲ့ဒီအကိုကြီးပြောတာကြတော့ကျွန်တော်တို့ဒီနေရာကိုညဘက်လဲလာလို့ရပါတယ်ညဘက်ဆိုရင်တော့ဒီစီဘူစီတီရဲ့မီထွန်းထားတာတွေကိုမြင်ရမှာပါနောက်တနေရာသွားတာကြတော့ top ဆိုတဲ့နေရာလေးတစ်ခုပါဒီနေရာကြီးကကြတော့ဒီစီဘူစီတီတစ်ခုလုံးကိုအပေါ်စီရမြင်လို့ရနေရာလေးပါတောင်ပေါ်ကိုသွားတဲ့အခါမှာဆိုရင်အကြာကြီးတော့မစီးရပါဘူးဒါပေမဲ့ဒီနေရာတွေသွားတဲ့အခါမှာဆိုရင်ကားငှားဖို့လိုပါတယ် grab ငှားလို့အဆင်မပြေပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီတောင်ပေါ်ရောက်တဲ့အခါကျရင်ဒီဖုန်းကလုံးဝကို data ကလုံးဝမမိပါဘူးဒါကြောင့်ကျွန်တော်တို့ကားငှားသွားပြီးတော့နိုင်မိုင်းနဲ့ကားငှားသွားတာပိုအဆင်ပြေပါတယ်ကျွန်တော်သွားတဲ့ချိန်ကမနက်ပိုင်းဖြစ်တဲ့အတွက်အတော်လေးပူပါတယ်အကြံပြုတာကဒီနေရာသွားရင်လည်းညနေဆောင်လေးသွားတာပို့ပြီးတော့ကောင်းပါတယ်အဓိကဓာတ်ပုံရိုက်တာဝါနာပါတဲ့လူတွေနေဆိုရင်တော့ဓာတ်ပုံသွားရိုက်လို့ရတဲ့နေရာလေး spot လေးတစ်ခုတည်းဖြစ်တယ်ပြီးသွားရင်သူတို့ကဒီအဆောက်အဦကနှစ်ထပ်ရှိပါတယ်ဒုတိယတစ်ထပ်ကိုတတ်တဲ့အခါမှာဆိုရင်လည်းဒီပတ်စံပေးရပါတယ်ဒီနေကင်းပိုင်းသွားရင်တော့မတက်ပါနဲ့အရန်ပူပြီးတော့ဘာမှမရှိပါဘူးညနေဆောင်ဆိုရင်တော့ကျွန်တော်တို့အပေါ်မှာထိုင်ပြီးတော့ရှူခင်းကြည့်လို့ရပါတယ်စီဘူစီတီဟာကမ်းခြေတွေအများဆုံးရှိတဲ့နေရာဖြစ်တာကြောင့်ကျွန်တော်ကမ်းခြေလေးတစ်ခုလည်းသွားပါတယ်ကမ်းခြေတွေကသွားစရာအများကြီးရှိပါတယ်ကျွန်တော်ကတော့လေစိတ်နဲ့အနီးဆုံးနေရာလေးကိုပဲရွေးပါတယ်ငွေဆောင်မှာရှိတယ်ကျွန်တော်တို့ဒီဟိုတယ်လေးလိုပါပဲသူဟိုတယ်ရှေ့ကဒီကမ်းခြေကိုကျွန်တော်တို့အသုံးပြုခွင့်ရပါတယ်ဒါကတော့ကျွန်တော်ဖိလစ်ပိုင်ခီးစဉ်မှာသွားတော့ကရိုက်ကူးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပဲတကယ်ကြလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်တကယ်ကြလုံးကျမ်းမှာပျော်ရွှင်ကြပါစေဘိုင်ဘိုင်